ဇလန်းကတော့တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ရက်အနည်းငယ်သာလိုတော့တဲ့အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူဒန်ဘီဒန်ဘိုင်းနဲ့စတင်ထားပါတယ်။ဒန်ဘီအတွက်အကြီးမားဆုံးပြဿနာကတော့တင်းချဘာသာကိုလုံးဝမကျွမ်းကျင်တာပါတင်းချတင်ချိန်တိုင်းအမြဲအိပ်ပျော်နေတတ်လို့ဆရာကအလွန်စိတ်ဆိုးနေပါတယ်။ဒီနေ့မှာတော့ဆရာကသူမကိုပုတ်ပေါ်ခေါ်ပြီးပု္ပ္ပစာဖြေခိုင်းပေမဲ့ထုံးစံအတိုင်းဘာမှမဖြေနိုင်ခဲ့ပါဘူး။ဒါကြောင့်ဆရာကကျောင်းသားအားလုံးရှိမှအပြင်းထန်စူပူချိန်မောင်းလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါဒန်ဘီကစာမဖတ်ပဲဖုန်းသုံးတာတချင်းနားထောင်တာတွေနဲ့ပဲအချိန်ကုန်နေပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးသူ့မိကစိတ်တူစွာနဲ့တချင်းစာသားတွေကိုမှတ်နိုင်တယ်လို့တင်းချကိုသာမှတ်နိုင်ရင်နေအခုလောက်ဆိုပါရမီရှင်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။ပြီးတော့ဟာတာနော်ပြီးနင်းတင်းချမတက်တာကမင်းဖေစီကအမွေရထားတာပဲသူလဲတင်းချမတက်ဘူးဒီတိုင်းဆိုဘဲတက္ကသိုလ်ကမှနင့်ကိုလက်ခံမှာမဟုတ်ဘူးလို့ထပ်ပြောပါတယ်။ဒန်ဘီကိုပိုစိတ်အနှောက်အယှက်ဖြစ်စေတာကတော့အမေကသူကြည့်နေတဲ့အစီအစဉ်ကိုပိတ်ပြီးအမြဲကြည့်နေကြတမိုင်းဒရာမာကိုပြောင်းလိုက်တာပါဒန်ဘီလဲစိတ်ပြက်ပြီးအိမ်ကထွက်ကတငယ်ချင်းအိမ်ကိုသွားလိုက်ပါတယ်သူ့အချစ်ဆုံးတငယ်ချင်းကလည်းဒီတစ်ခေါက်ကနင့်အတွက်နောက်ဆုံးခွင့်ရေးပဲစာမေးပွဲကြရင်နင့်အနာဂတ်ကဘာမှမရှိတော့ဘူးလို့တတိပေးလိုက်ပါတယ်နောက်တနေ့မနက်မှာဒန်ဘီကအိယာလို့နောက်ကျသွားပြီးတက္ကသိုလ်ဝင်စာမေးပွဲကိုနောက်ကျနေပြီဆိုတာသိလိုက်ရပါတယ်အိမ်ကထွက်ခါနီးမှာအမေကအကောင်းဆုံးစူးစမ်းခဲ့တော့တက္ကသိုလ်ကောင်းကောင်းတက်နိုင်ဖို့အားမလျှော့နဲ့လို့အားပေးလိုက်ပါတယ်ဒန်ဘီကအထူးသဖြင့်တင်းချဘာသာကိုအရန်ကြောက်နေပေမဲ့ဘတ်စကားပေါ်မှာနောက်ဆုံးအချိန်ထိစာကြည့်နေခဲ့ပါတယ်။စာမေးပွဲဖြေမဲ့နေရာရောက်တော့ဘတ်စကားပေါ်ကအမြန်ဆင်းပြီးပြေးသွားပါတယ်။ဒါပေမဲ့ထီကိုဘတ်စကားပေါ်မှာမေ့ကြံခဲ့ပါတယ်။စာမေးပွဲခန်းမကိုနီးလာလေးသူမရဲ့စိတ်ထဲမှာကြောက်ရွံ့မှုတွေပိုများလာလေးဖြစ်လာပါတယ်။ငါလုံးဝအဆင်သင့်မဖြစ်သေးဘူး။ငါကြသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးတွေကြောင့်စိတ်ထဲမှာထိတ်လန့်လာပြီးစာမေးပွဲမဖြေဘဲထွက်ပြေးခြင်းတဲ့အထိဖြစ်လာပါတယ်။မိုးအပြင်းရွာနေတဲ့အချိန်မှာဒန်ဘီကမြေပြင်ပေါ်မှာထိုင်ချလိုက်ပြီးဘာလို့ရမှန်းမသိအောင်စိတ်တက်ကြနေခဲ့ပါတယ်။သူမရှိမှမိုးရီတင်နေတဲ့ရေအိုင်လေးတစ်ခုရှိနေပါတယ်။ရေအိုင်ကိုနီးကပ်သွားတဲ့အချိန်မှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပွားသွားခဲ့ပါတယ်